Daily Quest တွေကိုပုံမှန်လုပ်နေတာကြောင့်မလို့ဂျင်ဝူရဲ့ခန္ဓာကိုယ်ကပြောင်းလဲလာခဲ့ပြီးဆေးရုံကမိန်းကလေးတွေရဲ့စိတ်ဝင်စားမှုကိုရလာတဲ့ပြူရန်ကြိုက်တဲ့ဂျင်ဝူခံဖြစ်လာခဲ့တဲ့အပြင်နတ်စမလေးတွေရဲ့ဖုန်းနံပါတ်တောင်းတာကိုပါခံနေရတဲ့အထိစော်ကြီးတဲ့ဘဲလေးတယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။နက်ခင်းသတင်းထဲမှာတော့နိုင်ငံရဲ့9ယောက်ပဲရှိတဲ့တဲကအစရဟန်တာဘဲကိုဖိတ်ခေါ်ထားပြီးဟန်တာမလုပ်ခင်ကနေထိုင်မှုပုံစံကိုမေးနေပါတယ်။အဲဒါကြောင့်အရင်ကမိသက်သမားလုပ်ခဲ့ဦးတဲ့ပဲလေကျင့်ခန်းကိုနေရာမပြတ်လုပ်တယ်လို့ဖြစ်နေရင်ဒီသတင်းကိုကြည့်နေတဲ့ချင်းသားတယောက်ကြောင်းတော့ကြတော့မှကိုသတိရသွားပါတယ်။တကားဝမှာတော့လေ့ကျင့်ခန်းလုပ်ပြီးလို့ထွက်လာတဲ့ချင်းဦးကထီးမြူသွားတဲ့ချင်းသားကိုထပ်မဖြောက်ပေးဖို့ပြောလာရင်အတင်းထိုးထည့်ပေးနေပါတယ်။ဒီမစင်တော့ကကြံခဲ့တဲ့အမတ်တွေကိုလည်း speed နဲ့ strength ဘယ်တည်းထည့်ရမလဲစဉ်းစားနေတဲ့အချိန်အိမ်လာလာပေးဖို့နောက်ကျနေပြီဆိုတဲ့အင်ရှင်ရဲ့ဖုန်းဝင်လာတာမလို့ပတ်စံရှာဖို့သူဝင်လို့ရမယ့် rate တွေကိုလိုက်ရှာနေရပြီပဲဖြစ်ပါတယ်။အဲဒီအချိန် message တစ်ခုပေါ်လာပြီးစီစက်တန်ညံတစ်ခုကိုဝင်ဖို့လူမပြေလို့ခေါ်နေတဲ့ဒုံစောတို့ကိုင်းနဲ့သွားချိုင်းလိုက်ပါတယ်။တန်းတဲ့တကာတွေပဲစုထားလို့ဂျင်ဝူကဝန်တိုင်ပေးဖို့မလိုပဲဒန်ညန်ကကြားလာတဲ့ပစ္စည်းတွေကိုပါခေါ်ဝေပေးမှမဟုတ်တဲ့အပြင်ဒန်ထဲမှာဖြစ်လာတဲ့ပြဿနာထွေတွေကိုလည်းတာဝန်ယူတဲ့အတွက်သဘောတူရင်စာချုပ်မှာလက်မှတ်ထိုးဝေးဖို့ဒုံစောကပြောလိုက်ပါတယ်။ဂျင်ဝူကတော့ဒီလောက်နှစ်တည်းကြာကြီးဖွဲ့ရတဲ့ကိုက်ကဟီလန်ဘာရာကိုတန်တရားဖြစ်နေတဲ့အချိန်တောက်ပြောင်နေတဲ့ချက်ဝတ်တစားတွေနဲ့ဒီရန်စစ်ဟန်တာ risk လေးချင်းကအိမ်ဖြစ်ပေးမဲ့လူလိုပါလာပါတယ်။ဒန်ထဲမှာတော့မောက်ဝင်းနေတဲ့အတွက်မီလင်းကျောင်းနဲ့ဆက်ရှောင်းနေကြရပြီးမွန်စတာကိုလည်းမတွေ့ရတာမလို့အရင်ကရောက်ခဲ့ဦးတဲ့ကာတင်နိုဖျားကျောင်းကိုဂျင်ဝူတယောက်သတိရသွားခဲ့ပါတယ်။တိတ်ဆိတ်နေလုံးနဲ့ပတ်ဝန်းကျင်ကိုမတင်ကားတော့တဲ့အတွက်ဂျင်ဝူကတေချာအာယုံဆိုင်လိုက်ပြီးအကုန်လုံးကလည်းတင့်ပြင်ထားတဲ့အချိန်အလင်းရှိရာအုံလာတတ်တဲ့ပြွက်နေတွေရဲ့လာနေတဲ့လန်ကအပေါ်မှာဖြစ်တယ်လို့ဂျင်ဝူကသတိပေးလိုက်ပါတယ်။အဲဒါကြောင့်တန်းဖြစ်တဲ့ဒုံစောကဘတ်စကာကောနဲ့သူ့ကိုတိုင်အောင်အကုန်လုံးခေါ်လိုက်ပြီးသူတို့တင်ဝဘလောက်ကောင်းလဲဆိုတာကိုမြင်တွေ့လိုက်ရပါတယ်။ဒါပေမဲ့ပြွက်နေတွေကသူတို့လက်ချက်ပြင်တခြားတတော်အားတွေရဲ့တိုက်ခိုက်ထားတာကိုမြင်လိုက်ရတာမလို့ဒီတန်ထဲမှာပူကျန်းတဲ့ချားမျိုးနဲ့ဆိုရှိတာကိုသိသွားကြပြီးဂိတ်ကလည်းပိတ်မသွားသေးတာမလို့ဆက်လက်ရှာဖွေနေကြပါတယ်။ဂျင်ဝူကတော့တစ်ချိန်လုံးတန်တရားဝင်နေပြီးဘာမှမသိပဲပျော်နေတဲ့ risk လေးချင်းဟိုကိုလည်းတတိနဲ့နေဖို့ပြောပေးလိုက်ပါတယ်ဒီလိုနဲ့ရှောင်းလာလိုက်တာအပြင်းကိုမြင်နေပြည့်နေတဲ့လိုင်ကိုတစ်ခုကိုဖြတ်ပြီးမန်နာကြောက်တုံးပြည့်ရှိတဲ့နေရာကိုတွေ့လိုက်ကြရပါတယ်ဒုံစောက9ယောက်သူခွဲဝေကြမယ်ပြောလိုက်တာကြောင့်ဥပဒေကြောင့်နားလဲတဲ့ဂျင်ဟိုကဂျင်ဝူစီကစာချုပ်ထဲမှာတားခိုက်တာမဟုတ်တဲ့ပစ္စည်းဆိုရယူပိုင်ခွင့်ရှိလို့သူ့ယူရတဲ့မန်နာကြောက်တုံးတွေကိုဂျင်ဝူလည်းခွဲဝေရတဲ့နယ်လို့ complaint တက်လိုက်ပါတယ်ဒါပေမဲ့ဒုံစောကတော့ပြုံးပြုံးကြီးပဲလက်ခံလိုက်ပြီးအရင်ဆုံးပေါ်ကပြဿနာကိုဖြေရှင်းကြဖို့ပြောလိုက်ပါတယ်တကယ်လို့ boss ကိုတတ်လိုက်ရင်ဒဏ်ကပိတ်သွားမှာမလို့အရင်မတတ်ခင်မန်နာကြောက်တုံးတွေတူးယူဖို့အတွက်အပြင်မှာရှိတဲ့မြေတူးဆက်ကိုအရင်သွားယူလိုက်မှာမလို့ဂျင်ဦးနဲ့ဂျင်ဟိုကိုဒီမှာပဲစောင့်နေပြီးနေခဲ့ဖို့ပြောလိုက်ပါတယ်။အဲ့နေတဲ့ပင်ကူကိုသွားတာမထင်ရင်နိုးမလာဘူးလို့သူ့ရွေးကြုံကိုဒုံစောကရှင်းပြလိုက်ပြီးထွက်သွားပေမဲ့ဂျင်ဦးကတော့ဒါကိုထောင်းချောင်းဖြစ်နေမှရိပ်မိနေပြီပဲဖြစ်ပါတယ်။အဲဒါကြောင့်ပြုံးနေသတိသားဆိုတဲ့စကားအတိုင်းဝင်လာခဲ့တဲ့အပေါက်ကိုပိတ်ပြီးကိုဒုံစောကသူ့လူကိုပြောလိုက်ပါတယ်။ဒုံစောကပင်ကူကြီးစာဝါသားလို့ပြန်အိတ်လောက်တဲ့အချိန်မှာဝင်ကြည့်မယ်လို့ပြောလိုက်ပြီးတခြားဝင်ပေါက်လည်းရှိသေးရမလို့တကယ်လို့သာပင်ကူကြီးကမအိတ်သေးရင်သူတို့ကရှင်းပြလိုက်မှာဖြစ်ပြီးမရတော့တဲ့မန်နာကြောက်တုံးတွေစားကိုလည်းဂျင်ဟိုရဲ့ပစ္စည်းတွေနဲ့ခဏတော့အေးဆေးတာရနေလို့ရတယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲစာကောက်ဖို့ဆင်းလာတဲ့ပင်ကူကြီးကိုသူဖြည့်ရှင်းပေးမှမလို့နောက်မှပဲနေဖို့ကိုဂျင်ဝူကပြောလိုက်ပါတယ်။ဒါပေမဲ့ဂျင်ဟိုကတော့စီဝက်မွန်စတာတစ်ကောင်ကိုနိုင်ရီကိုဘီရန်နဲ့ထဟန်တာတယောက်လိုအပ်တာမလို့အရင်ထွက်ပြေးကြဖို့ကိုပဲပြောလိုက်ပါတယ်။ဂျင်ဟိုရဲ့စကားကြောင့်ဂျင်ဟိုကတော့သူတန်မာလာတာမှန်နေပေမဲ့လည်းအရင်ကသူချခဲ့ဘူးတဲ့ကောင်တွေနဲ့ရှင်ရင်ဒီပင်းကူက level တနေရာမှာရှိနေတာမလို့အရင်လိုလာဆိုကြောက်နေရမှာဆိုတော့ညာလဲမသိစိတ်ကဒီကောင်ကြီးကိုပြင်းလို့ရနိုင်တယ်လို့ချက်ပေးနေတာကြောင့်ဂျင်ဟိုရဲ့မဲလိုက်ချင်တဲ့ဗီဇတွေကစတင်ပေါ်ထွက်လာပြီပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲဟန်တာကရဲ့ဥက္ကဋ္ဌကိုကတနေ့လုံးစည်းဝေးတွေနဲ့ပင်ပန်းလာတာမလို့စိတ်ပြေလက်ပြောက်သူနဲ့လက်ရည်ဆံပွဲလေးတွေတင်ပြပေးဖို့ကိုဂျင်ချောကတောင်းဆိုလိုက်ပါတယ်။ကိုကဂျင်ချောရဲ့တိုက်ကွက်တွေကိုဒါလေးတုံးပြန်နေရင်လက်သေးချက်နဲ့လွင့်သွားတဲ့ဂျင်ချောကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်ရုပ်ပိုင်းဆိုင်ရာတဲ့စိတ်ပိုင်းဆိုင်ရာတန်မာဖို့ကိုပိုလေးချင်းဖို့ပြောလိုက်ပြီးအဲ့ဒါမှဒန်ညန်တွေမှာရှင်းတန်နိုင်မယ်လို့တင် जा ပေးလိုက်ပါတယ်။ဂျင်ဝိုဒန်ညန်ထဲမှာလည်းပင်းကူကြီးကထိုးပေါင်းမြောက်အောင်မာကြောနေရမလို့အားနဲ့ချက်ကိုရှာဖွေနေတော့မှာပဲအီရန်ဟန်တာတယောက်မလုံးနိုင်တဲ့လှုပ်ရှားပုံတွေကိုမြင်နေရတဲ့ဂျင်ဟိုကသူရင်ကကြားခဲ့ဘူးတဲ့ဒန်တွေထဲမှာပျော်တန်းတက်ဖြတ်ပျော်ပါတတ်တဲ့ဟန်တာတယောက်များလာလို့ဂျင်ဝူကိုထည့်နေပါတယ်။ပင်ကူကြီးကမာနေရဲ့ပြင်အဆစ်ကိုပါအသုံးပြုလာရမလို့တဖြည်းဖြည်းနဲ့တက်လုံကြလာတဲ့ချင်းဦးလဲကြံတဲ့တက်လုံနဲ့အရှင်ကိုမြင့်ပြီးအားနဲ့ချက်နေရာကိုထပ်ခါတိုက်ခိုက်နေပါတယ်။ဒါပေမဲ့ရုတ်တရက်တက်လုံကုန်သွားလို့ထူထောင်ခံရတော့မယ့်ချိန် Daily Quest ကယူဖို့ကြံနေတဲ့ Full Recovery Plan ကိုအမြန်သုံးလိုက်နိုင်လို့အားပြန်ပြေးသွားပြီးအစကနေပြန်တိုက်ရတယ်လို့ဖြစ်နေတာကြောင့်ပင်ကူကြီးကိုကောင်းကောင်းကြီးကင်ပေးလိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဂျင်ဟိုကပင်ကူစီကကြလာတဲ့စုတွေကိုယူနေတော့မှချေးချေးပေါက်ပြန်နေတဲ့ဂျင်ဟိုလဲနောက်ပိုင်းရေဝဲကြောက်လို့လို့ကိုသူလုပ်ပေးပါမယ်ဆိုပြီးမျက်နှာချိုသွေးနေပါတယ်။အဲဒီချိန်နေအောင်လုံးသေဝီတင်လို့ပြန်ရောက်လာခဲ့တဲ့ဒုံစောတို့ကပင်ကူကြီးတင်နေတာကိုမြင်လိုက်ရတာကြောင့်ဂျင်ဟိုလိုဒီရန်လောက်ကတတ်နိုင်တာလားဆိုပြီးထင်နေကြပါတယ်။ထပ်ပြီးတော့ဒုံစောက risk လေးဂျင်ဟိုကိုဘေးနာကဂျင်ဟိုကိုတက်ပြီးစုတွေကိုခွဲယူကြဖို့ကမ်းလှမ်းလိုက်ပြီးမဟုတ်ရင်တော့နေအောင်လုံးကိုဒီထဲမှာမြုပ်ဝေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျင်ဟိုကကမ်းလှမ်းချက်ကိုညှင်းပယ်လိုက်ပြီးဂျင်ဟိုဘက်မှာရှိနေရကြောင်းမလို့သွေးဆန်နေတဲ့ဒုံစောတို့ခွဲကအီရန်ဖြစ်တဲ့ဂျင်ဟိုကိုအရင်ပေးလိုက်ပါတယ်။အဲဒီချိန်အာဂျက်မစ်ရှင်တစ်ခုကဂျင်ဟိုစီမှာပေါ်လာပြီးအရှိကလူ6ယောက်လုံးကိုမရှင်းပြရင်ပြန်သေးရမယ်ဆိုတဲ့သတိပေးချက်တစ်ခုပေါ်လာပါတယ်။
အဲအကြောင်းသူတင်လုံးမဲနေခဲ့တဲ့အားနေပဲသူကအမြဲစားခံရတဲ့မှတ်ညံကပြန်ပေါ်လာပြီးမိုးစိုးကသားကောင်ဘွားကိုပြန်ရောက်တာကိုကြုံဦးကြလာလို့ဂျင်ဦးကပြန်မေးလိုက်ပါတယ်တောက်ဆရာကြီးတကောင်ကသူရှင်းပြလိုက်မယ်ဆိုတဲ့ထားနဲ့လေဘင်းလာဖမ်းနေတာကိုလည်းကျဲသွန်လေးလေးတို့လေးဝေးလိုက်ပြီးကြံတဲ့ကောင်တွေကစိတ်ဓာတ်နဲ့စိတ်ဝေးနှပြေစည်းဝင်းချွေပေးနေပါတယ်နောက်ဆုံးကြံခဲ့တဲ့ဒုံစောကတော့သူ့ရဲ့ကာဝယ်နဲ့ခုခံကြည့်ပေမဲ့လည်းမြေကြီးပေါ်ကိုဘာမှန်းတော့မသိပဲလဲကျသွားပြီး၃ချိန်တောင်ကိုတေးအောင်လောက်ခဲ့တဲ့ကောင်ကိုဘာကူမှမတတ်ပါနဲ့လို့တောင်းပန်လို့ရမလားလို့ဂျင်ဦးကမေးပြီးကုတ်ဖြောင်းပေးလိုက်ပါတယ်အဲဒီနောက်ဒန်ညန်လည်းပြက်စီးသွားပြီးပြင်မာတော့ဒန်ညန်တွေကဖြစ်ပျက်တွေကိုစစ်မင်းနေတဲ့မမလေးကဘောစီလေးဂျင်ဦးရဲ့နောက်ဆုံးပေါ်လက်နက်တွေကြောင့်ဒန်ညန်တွေကကိစ္စတွေအကုန်လုံးကိုဂျင်ဦးလောက်ခဲ့တဲ့ဆိုတဲ့အကြောင်းနဲ့ပိတ်သိမ်းပေးလိုက်ပါတယ်ဂျင်ဦးကတော့ဂျင်နာကိုထိစက်ပေးလိုက်လို့တော်ပါသေးတယ်လို့ပြောလိုက်ရင်နောက်ပိုင်းကိုမနှက်ပြတ်မှာတင်ပေးသွားမှာပဲဖြစ်ပါတယ်